မိတ်ဆွေစီးပွားရေးပဲအစ်မပိတ်မိနေပြီလေဆိုတာဒီချက်၅ချက်နဲ့စစ်စစ်ကြည့်ပါပြိုင်ဖက်ကိုကြော်ဖြတ်ပြီးတော့ marketing စိုးမိုးခြင်းနဲ့ဆိုရင် logic 5ဆင့်ရှိတယ်နံပါတ်1ကတော့ product ကောင်းဖို့လိုပါတယ် marketing ဘလောက်ကောင်းကောင်းကြော်ညာအားဘလောက်ကောင်းကောင်း product ကဝေသူအတွက်အသုံးဝင်ပေါ့ဆိုတော့အချိန်ခဏလေးတွင်မှာပျောက်ဝေသွားနိုင်တယ်ကျွန်တော်ပတ်ဝန်းကျင်မှာလည်းတွေ့ဘူးလိမ့်မယ်ကြော်ညာအားတဲ့အရန်ကောင်းပြီးတော့အဲ့ဒီအချိန်နဲ့ရောင်းနေရတဲ့အချိန်မှာပဲနောက်ပိုင်းမှာတဖြည်းဖြည်းနဲ့ထိုးကျသွားတာမျိုးတွေဒါ marketing ကိုအကောင်းဆုံးလုပ်ထားတဲ့လူတွေဒါပေမဲ့ရောင်းရတဲ့ဖြည်းဖြည်းနဲ့ကျသွားတယ်ဆိုတော့ပထမဆုံးအခြေခံအဆင့်ကတော့ product ကောင်းဖို့ပဲနံပါတ်2အဆင့်ကတော့ unique selling point ကိုယ့်ရဲ့ product ကပြိုင်ဖက်ကင်းတဲ့အရေးသွေးရှိရမယ်ကိုယ့်ရဲ့ထုတ်ကုန်ပစ္စည်းအမျိုးအစားနဲ့ဆင်တူတဲ့အရာကိုအပြင်မှာဝေရလွယ်မယ်ဆိုလို့ရှိရင်လည်းအဆင်မပြေနိုင်ဘူးကိုယ်ပိုင်ထူးခြားချက်ရှိရမယ်အဲ့ဒီထူးခြားမှုတစ်ခုကိုသာကိုကသိထားမယ်ဆိုရင်အဆင်ပြေနိုင်လောက်တယ်နံပါတ်3အများအတွက်လိုအပ်တဲ့အရာဖြစ်ခြင်း must need ပေါ့ပြောမယ်ဆိုရင်ကိုမရှိတော့ရင်တော့မှနောက်ထပ်မျိုးဆက်ထဲတိတိုင်အောင်လိုအပ်နေတဲ့ product မျိုးလိုအပ်နေတဲ့ပစ္စည်းမျိုးလိုအပ်နေတဲ့ knowledge မျိုးပေါ့ဥပမာဖုန်းတို့ software တို့ healthy food ကျမကြီးနဲ့ကန့်ညီတဲ့စေဝါးတွေလက်စာမျိုးတွေပေါ့ဒါကအစင်ဆက်မပြတ်သုံးဆွဲမဲ့အရာတွေဖြစ်တယ်အဓိကပြောချင်တာ must need ဖြစ်အောင်လူတိုင်းအတွက်တောက်လျှောက်လိုအပ်တဲ့အရာဖြစ်အောင် okay ဒီ1ရဲ့2 3ရဲ့ဒီအဆင့်3ဆင့်ကိုတော့လူတော်တော်များများလေးလုံနိုင်လိမ့်မယ်လို့ထင်တယ်ရောင်းတာပေါ့ရောင်းနေဆိုတော့လူတိုင်းလုံနိုင်တယ်တကယ်လို့များမိတ်ဆွေကိုယ်တိုင်လိုက်မရောင်းရပါနဲ့ငွေကြီးကကိုယ့်စီကိုရောက်လာအောင်ဥပမာပတ်စင်ကန်းလိုမျိုးဝင်ငွေရကျင်တယ်ဆိုရင်တော့အဲ့ဒီ3နဲ့ break ထားလို့မရတော့ဆက်သွားအဲ့ဒါကတော့ number 4ပဲခိုင်မာတဲ့ network system ကိုနောက်ွယ်ကနေမဖြစ်မနေတိဆောက်ထားဒါဝင်ငွေနဲ့ပတ်သက်ပြီးတော့ဒီအဆင့်မှာသေးသေးချာချာလုံနိုင်တယ်ဆိုရင်တော့မိတ်ဆွေရဲ့အတွက်ကတကယ်ကိုအရန်ကောင်းတယ်ဒါပေမဲ့အဲ့ဒီဝင်ငွေကိုခိုင်မာတဲ့ဝင်ငွေဖြစ်အောင်လုပ်ဖို့ဆိုရင်နံပါတ်5 leadership ပေးနိုင်ရဒါကတော့အမြင့်ဆုံးအဆင့်မှာခိုင်မာတဲ့ system တစ်ခုရှိနေတော့မှမိတ်ဆွေမှာလမ်းညွန်ထိန်းချောင်းပေးမဲ့ခေါင်းဆောင်မှုအရေးတွေမရှိဘူးဆိုရင်အဲ့ဒီ system ကြီးကလုံးဝပြိုလေးသွားနိုင်လို့ဖြစ်တယ် leadership ကိုလုံနိုင်ပြီဆိုရင်နံပါတ်4မှာရတဲ့ဝင်ငွေကခိုင်မာတဲ့ဝင်ငွေဖြစ်သွားမယ်မိတ်ဆွေတို့ရဲ့စီးပွားရေးကရောဘယ်အဆင့်နဲ့တည်ဆောက်ထားတာလဲ1လား2လား3လားဒီလောက်မှရက်နေတာလားတိုးတက်ဖို့စိတ်ကူးရှိတယ်ဆိုရင်4နဲ့5ကိုထပ်ပြီးတော့ try ကြည့်ပါဒီဗီဒီယို file ကမိတ်ဆွေတို့အတွက်အကျိုးတစုံတရာရှိတယ်ဆိုရင်ကိုတိဆောက်ထားတဲ့ marketing level ကိုလည်း comment ထဲမှာရေးခဲ့လို့ရပါတယ်